ညီမလေးရေအဆင်ပြေသွားမှာပါလို့အမကအားပေးတိုင်းမှာဘယ်တော့လဲလို့အမြင်မိတယ်နော်အမပြောပြမယ်ဒီနေ့နဲ့မနေ့ဖြန်မှာတော့မတူတဲ့နေ့ရက်တွေနဲ့အမတို့ရှင်းတန်းနေကြရတာလေဒီနေ့မိမရရင်မနေ့ဖြန်ပေါ့မနေ့ဖြန်မှာတတိယသိရင်တပတ်ခါပေါ့ဒီလိုနဲ့နောက်တစ်ပတ်နောက်တစ်လနောက်တစ်နှစ်အကြာမှာတတိယဖို့ကိုမိသွားလိမ့်မယ်အမကိုရွေလေးပြောပြမယ်အလူအလဲအသေးအတန်အသေးကွဲခဲ့ရတဲ့ဒိတ်လေးအမမရှိဘူးလေလာစင်လာတိုင်းအဲ့ဒီရက်ကိုရောက်တိုင်းအမဖို့စလေးတစ်ခုအမြဲတင်ပြတယ်လမ်းခွဲသွားတာဘယ်နှလပြည့်ဘာညာပေါ့၄-၅-6လလောက်ကြာပြီးတဲ့အခါအဲ့ဒီနေ့ကိုအမမိသွားတယ်နောက်နေ့မှသတိရလိုက်တာအော်မနေ့ကငါမိသွားခဲ့တာပဲပေါ့ဒီလိုနဲ့နောက်လတွေမှာအဲ့ဒီနေ့ကလမ်းခွဲသွားတာတော့လမ်းခွဲသွားတာဘယ်နှလပြည့်တော့အဲ့ဒီလိုတွေ post မတင်ပြတော့ဘူးအဓိကတင်ဖို့မိသွားတာနေ့စဉ်ကိုယ့်ရဲ့လှုပ်ရှားအလုပ်တွေအချိန်စရာတွေကြားထဲမှာလူတစ်ယောက်ကပေးသွားတဲ့ဒဏ်ရာတွေကိုတယူတရလေးသိမ်းဆည်းထားဖို့ကိုခွင့်မပြုနိုင်တော့တာနောက်နဲ့ memory တွေပြန်တက်လာတိုင်းကို့မှာရေမောကြော်ပစ်လိုက်ရတယ်တလက်စားတဲ့တွေးမိသေးတယ်။အော်ငါတော်တော်လေးကလေးဆန်ဆန်ယူခဲ့တာပဲလို့အခိုက်အတန့်ဟာထောင်ရမဟုတ်ပါဘူး။အဲ့ဒါကိုအမတို့နားလည်ရမယ်။ဒီနေ့အဆင်မပြေလဲနောက်နေ့အဆင်ပြေသွားလိမ့်မယ်။အမတို့ဟာချစ်ပေးလိုက်ကြတဲ့သူတွေဖြစ်တယ်။ကိုယ့်ဘက်ကပေးလိုက်ရတဲ့သူတွေဖြစ်တာကြောင့်ပိုပြီးနာကျင်ရပြီမဲ့တစ်ချိန်မှာနောင်တရမယ့်သူတွေမဟုတ်ဘူးဒီစိတ်နဲ့အမတို့ရှင်သန်ကြရမယ်နေသားကျသွားပါလိမ့်မယ်နေတက်သွားလိမ့်မယ်မတူညီတဲ့ရှင်သန်မှုတစ်ခုကမိုးလင်းလာတိုင်းကိုယ့်ကိုထွေးပွေနေလိမ့်မယ်ဒီနေ့မှသူ့ကိုမေ့ကောင်းမေ့သွားနိုင်ပါတယ်မေ့လဲမေ့သွားပါလိမ့်မယ်